ထုတ်ပါ discount ရတော့ဝယ်ထားတဲ့ဟာလေဒါလေးလဲလို့ဒီလိုကြည့်ကြမယ်နော်ဘာဖနက်တွေလဲဆိုတော့ Birkenstock ကိုအရန်ကြိုက်လို့ discount ချတဲ့အချိန်မှာအများကြီးဝယ်ထားတာဒီလိုလာလေတဲ့အခါကျရင်ပြန်ယူသွားတယ်ပေါ့နော် Birkenstock က Germany brand သူကအရင်တော့ရွာသေးသေးလေးမှာ shoes maker family ပေါ့နော်အဲ့ရနေစပြီးတော့မှပေါ်လာတာAmerican ကဆယ်လီတယောက်ကအဲ့ Birkenstock ကို American ကိုစီးသွားတဲ့အချိန်ကစပြီးတော့နာမည်စကြီးလာတာပေါ့နော်ဘယ်အချိန်လောက်လဲဆိုတော့ hippie တွေကြီးဆိုးတဲ့အချိန်ကအဲ့တော့ hippie တွေက Birkenstock ကိုအရန်ဝတ်ကြတာ hippie ကြဒီမှာခက်စားတဲ့ design ပေါ့နော်ဒါပေမဲ့နောက်ပိုင်းတစ်ဖြည်းဖြည်းကျတော့ daily wear အနေနဲ့ပါပြောင်းလာတယ်ပေါ့နော် Birkenstock ကဒေါ်လာဈေးလျှော့တဲ့အချိန်တွေကျရင်50 80အဲ့လောက်နဲ့ရတယ်ပုံမှန်အချိန်တွေဆိုရင်တော့100ဝန်းကျင်ပေါ့နော်ဟိုဒီဇိုင်းပေါ်မူတည်ပြီးရောပြီးသုံးတဲ့လေသာပေါ်ရောမူတည်ပြီးတော့100နဲ့150 180အဲ့လောက်ထိသွားပါတယ်ကျမကတော့ဈေးလျှော့တဲ့အချိန်မှာပဲအများတန်းဝယ်လေးရှိပါတယ်ဈေးကဒေါ်လာ100ပဲထားလိုက်ပါတော့ဒေါ်လာ100ဆိုရင်4,200,000အနည်းဆုံး9နှစ်ဝတ်လို့ရတယ်မိုးရင်းတော့စီလို့မရဘူးပေါ့နော်ဥရောပသွားတဲ့လူတွေဆိုရင်သိတယ်နော်ဥရောပတို့ US တို့သွားတဲ့လူတွေဆိုရင်ကိုရှိကနေထိုင်ပြီးတော့တနေရာမှာထိုင်ပြီးတော့မှလမ်းလျှောက်တဲ့လူ10ယောက်ကိုကြည့်လိုက်အဲ့ဒီမှာ Birkenstock တရံတော့အများကြီးတွေ့လိမ့်မယ်ဆိုတော့ဈေးကလည်းအရန်กว่าတာမဟုတ်ဘူးဘာလို့ crop တွေစီးနေမှာလဲ Birkenstock ပဲစီးပါဒီမှာဒါလေးကကျမငယ်လေးဖက်လို့ထင်တာပေါ့နော်ပူပါလည်းထွက်တယ်ဒါနဲ့ဈေးကြီးတယ်လို့ထင်လို့လေဒါလေးဈေးလျှော့နေတာတွေ့တဲ့အတွက်အရန်ကြိုက်သွားတာသူက champagne gold ပေါ့နော် Birkenstock ထဲမှာဒီဒီဇိုင်းထွက်တာနည်းနည်းရှားတယ်ပေါ့နော်သူက rye gold natural leather ပေါ့ပြီးရင်နောက်တရံကဒါလည်း Birkenstock တွေထဲမှာဆိုရင်နည်းနည်းတိတ်တွေ့လေးမရှိတဲ့ design ပေါ့နော်သူက off road queen ပေါ့နော်သူ့နာမည်က Kalahari လို့ခေါ်တယ် South Africa နိုင်ငံရဲ့တေခါနိုင်ငံတစ်ခုရဲ့နာမည်ပေါ့နော် Birkenstock ကပထမဆုံးစထွက်တာက Madrid series ပေါ့ Madrid စထွက်တယ်ခုနှစ်ကတော့တိတ်မမှတ်မိတော့1963ဟုတ်တယ်1963မှာ Madrid စထွက်တယ်အဲ့အစပြီးတော့နာမည်ကြီးတာ Birkenstock မှာနာမည်ကြီးဆုံး series က Arizona Birkenstock ရဲ့ထူးခြားချက်ကသူ့ရဲ့ထွက်သမျှဖက်နှက်တွေကိုပေါ့နော်အဲ့မျိုးတွေဒေတာတွေနေရာတွေကိုပဲအဲ့နာမည်တွေကိုပဲပေးတာဒါက trekking စီးတာတို့ touring စီးတာတို့ကျမကတော့ mooring စီးဖို့ဝယ်တာပါတက်ခွာနေဒါလည်းတွေ့ရခဲလို့ပေါ့နော် website မှာကြည့်ရတာဒေါ်လာ150ပါဒါပေမဲ့ကျွန်တော်ဝယ်တာ discount ရတဲ့အချိန်မှာဝယ်တာဆိုတော့ရန်9000သိန်းခွဲပေါ့ဒေါ်လာ30စုံစုံပေါ့နော်ပြီးရင်ဒီမှာရောင်ကလည်းဝိုင်းနေအောင်เนาะဝိုင်းနေအောင်ဒါက Franca ကဘရာဇီးကမြို့လေးတစ်မြို့ရဲ့နာမည်လို့ပြောတယ်ပေါ့နော်
Franca ဒါက discount တိတ်မချတဲ့ website ကနေဝယ်မိလိုက်တာဈေးနည်းနည်းများသွားတဲ့အထဲမှာပါတယ်ဒါကကြတော့ကြိုတိုင်း Franca အရာဝယ်ဘာလီဒါကဘာလီပေါ့နော်ဘာလီဝဆက်နောက်ပြီးတော့နောက်ပြီးတော့ဒီမှာတရံကျန်သေးတယ်ဒီမှာခြေညက်ခုံလေးကတစ်လက်မလောက်ပေါ့နော်တစ်လက်မလောက်မြင့်တဲ့ဟာလေးခုံမြင့်လေးပေါ့ခုံမြင့်လေးသူ့နာမည်က Ashley လို့ခေါ်တယ်ဒါလေးကတော့ဝယ်ခိုင်းထားတာနည်းနည်းလေးကြာသွားပြီသူ့နာမည်မသိဘူးဒါပေမဲ့သူကဒီမှာပဲထားခဲ့ရမယ်မြန်မာနိုင်ငံယူလာလို့မရဘူးဘာကြောင့်လဲဆိုတော့ဟိုထဲမှာလေသူကအနှွေးရအောင်လို့လေခြေကုန်နှွေးလို့ရအောင်အမွှေးလေးတွေပါထားတာဆိုတော့အိမ်တွင်းစီးရင်စီးမစီးရင်ဒီဂျပန်မှာပဲထားခဲ့မှရမယ်။နောက်ဆိုအမွှေးနဲ့ဆိုတော့ရန်ကုန်ရောက်ရင်အရင်ညစ်ပတ်သွားမယ်လေ။သူ့မှာဘာကွာချားလဲဆိုတော့နော်ပြောပြမယ်။ဒီလိုဒီဇိုင်းနေရာကြတော့ Bargain Store ရဲ့ classic design တွေပေါ့နော်။ဒါမျိုးခုံမြင့်နေပါတယ်ကကြတော့အခုနောက်ပိုင်းနှစ်တွေမှာထွက်တဲ့ဥစ္စာတွေပေါ့အဲ့တော့သူက classic design တွေဆိုရင် made in Germany နဲ့လာတယ်ဒီလိုနောက်ပိုင်းမှာထွက်တဲ့fancy design ခေါ်မလားဒီလိုမျိုး classic မဟုတ်တဲ့အစမ်းထွင်ထားတဲ့ဟာတွေဆိုရင်Portuguese မှာစက်ရုံဟိုပါရှိတယ်ပေါ့နော်အဲ့တော့သူက made in Portuguese နဲ့လာတယ်ဒါမဲ့ဒါဒီလေသာလေးကကျတော့ made in Germany နဲ့လာတယ်ဒီမှာကီချိန်လေးပါပါတယ် Bargain Store ကီချိန်လေး Bargain Store ရဲ့ဆိုးကနော်ဒီခြေခွက်ပေါ့နော်ခြေခွက်ကသူကပထမဆုံးစီးလို့ရှိရင်နည်းနည်းမာတယ်ဆိုပြီးတော့လေမကြိုက်တာမျိုးရှိတယ်ပုံမှန်ဒါမဲ့နော်သူကလေဒီခုံကလေကိုယ့်ရဲ့ကိုယ်လေးချိန် weight pressure နဲ့ပေါ့နော်ဖြည်းဖြည်းနဲ့ဖိရင်ကိုယ့်ရဲ့ခြေခွင်အတိုင်းဒီခြေရာလေးတွေကဖြစ်သွားတာပေါ့နော်အဲ့ဒီခြေခွင်အတိုင်းပဲဟို pressure နဲ့ဖိလိုက်လို့ဖြစ်ပြီးတော့မှတစ်ပတ်လောက်ကြာလို့ရှိရင်ပို့ပြီးတော့မှစီးလို့ကောင်းတာမျိုးဖြစ်သွားမယ်ဒါပေမဲ့မြန်မာနိုင်ငံကကျတော့ခြေစီထွက်တဲ့သူတွေများတော့လေခြေအေးတွေမစီးလို့ရှိရင်ဒီနေ့မှာကိုယ့်ရဲ့ခြေခွင်ရာအရာကြီးပေါ်တာမျိုးရှိတယ်အဲ့တချို့ကကျတော့မကြိုက်ဘူးပေါ့နော်ခြေခွင်ရာမပေါ်ခြင်းတော့ခြေအိမ်လေးခံစီးပေါ့နော်သူ့ရဲ့အဲ့ဒီလိုမျိုးဒီဆိုးတွေကပါလဲဆိုတော့ဝိုင်ဖော့ဆိုလေအဲ့ဒီခါတွေအဲ့ဒီအသားတွေပေါ့ဝတ်တစ်ချသားခေါ်မလားအဲ့ဒါတွေကိုကြိတ်ပြီးတော့မှဒီဆိုးတွေကိုထုတ်တာပေါ့နော်ဒါပါပဲရှင်အခုဝယ်ထားတာလေးတွေပါမိုးရစီရဲ့ဖနက်ကတော့အောက်ပြချလိုက်လို့မပါတော့ဒါတော့အိမ်မှာ Bargain Store 900ရှိသေးတယ်စီးလက်စနောက်ထပ်ဝယ်အောင်လာမင်းဝယ်အောင်မယ်